အမေစီရေးပြီးမပူဖြစ်တဲ့စာတို့အမေလိုရေးပြီးချစ်တဲ့သားကြီးလိုအဆုံးတက်ရမှာရှက်နေအကောင်ကျွန်တော်ပေါ့ဒီစာအမေမဖတ်ဖို့မျှော်လင့်ပါတယ်အခုရက်ပါဒီမှာမိုးရီတဲတဲမဲမဲရွာနေအမေကျွန်တော်ယဉ်ကျေးမှုကရှယ်ရတယ်အရွယ်ရောက်သွားတဲ့သားတွေကမိဘပွေဖက်နှုတ်ဆက်ဖို့ယွန့်နေကြကြရဲ့မဟုတ်လားအဝေးရောက်ကောင်းကင်မှာကျဲတွေလင်းအားဖြော့တော့နေပေါ့အမေမျက်လုံးတွေဝင်သွားတဲ့ဘူကောင်အဖြစ်ကျွန်တော်အစင်စင်အသွင်ပြောင်းသွားပေါ့ဒါရီယာအိမ်မဟုတ်ပဲဆက်လက်စီးစင်းနေတဲ့ချောင်းစုမြောင်းစုတွေတော့ရောက်တောင်ရောက်ကျဲမမြင်လက်မမြင်ညတွေအမေဆောင်ထားချုံပြီးတဲ့ညလို့ထင်အောင်ထင်ပါရဲ့ကျွန်တော်ညတွေမိုးစင်စင်တင်းသွားတယ်ခရတန်းနဲ့နိုးခရတန်းနဲ့မှိတ်သွားတဲ့မျက်လုံးတွေမှာယုံကြည်ချက်ကလွယ်လို့ဘယ်အယောင်မှမရှိပါဘူးတွေးကြောတမြင်ချင်းကအစတော်လန်ရေးတယ်အမေတွေးခဲ့တုန်းလေးကမတရားမှုနေရအောင်ကောင်းတဲ့ဝင်ဆောင်မဲ့မာကျော်ဦးကောင်းကုန်နေဖြစ်တယ်ကျွန်တော်ကြီးရင်ရှင်ကျွန်တော်ကြီးရင်ရှင်အမေမကြိုက်တဲ့တနတ်မောင်းတွေကိုဖြုတ်နေပြီကျွန်တော်မလိမ်မိုးမလိမ်မ29နှစ်တာအတွက်ခွင့်လွှတ်ပါအမေကျွန်တော်မလိမ်မိုးမလိမ်မ29နှစ်တာအတွက်ခွင့်လွှတ်ပါတချင်ကငါရင်မကြိုက်ဘူးလို့ညင်းနေကြကျွန်တော်အဲ့ဒီငါရင်နဲ့စားရမယ့်နေ့ကိုတမျောမြင်မိဘစကားပဲရှာလို့ဒုက္ခရောက်တာကိုတွေပဲဒုက္ခတက်တည်တက်တန်းမိုးတဆူဆူညာဟာအမေမြတ်တာစူတာတတွင်တွင်စီးနေတဲ့အာဘူးတို့မြစ်တယ်ခဏခဏကန်ကြီးထိုက်နေကြကောင်းကြီးတိုင်းပြည်ကိုကဲခြင်းတဲ့တိုင်းပြည်ကိုကဲခြင်းတဲ့ကျွန်တော်စိတ်ကူးစိတ်တန်းအဝေးပြေးလမ်းတွေမှာအမေတရီနူညတွေမိတင်ရှုံမိကျွန်တော်အမေမျက်ရည်နဲ့အတူလောင်မြိုက်နေတဲ့အော်ရတမီကုန်းတွေအဝေးမှာလွင့်မျောနေရင်ဝတ်ချင်းကိုပြန်တနေမိတယ်အဝေးမှာလွင့်မျောနေရင်ဝတ်ချင်းကိုပြန်တလက်တလုံးကျွန်တော်ရုံဝဲမှာတောပန်းတွေပွင့်နေတယ်တောင်တန်းတွေမိုင်းနေတယ်ဂျာတိဥရုလဲစားမှုတေးသွားမှာအမေဖျားစင်ပေါ်စပယ်ပန်းတွေတင်းများမှုတတိတရရှိနေမိထွက်သွားတဲ့ရထားဘူရာစီအမဲပြန်လာခြင်းနေလိမ့်မယ်မဟုတ်လားဒီတရင်ကျအမေဘူရာရုံမှာပန်းနေဝင်နေစထင်ပါစီဒီတရင်ကျအမေဘူရာရုံမှာပန်းနေဝင်နေစထင်ပါစီကျွန်တော်အိမ်ပြန်လာခဲ့မယ်အမေအဲ့ဒီအခါအမေသားတပုံစစ်သားလေးရဲ့တိုက်ပွဲဝင်အတွေ့အကြုံဂျူးထောင်နိုင်သမားတယောက်ကအိုက်ခမန်းကိုဖမ်းတာကျွန်တော်ပါမိမိလို့ပြောခဲ့ဘူးတလို့တဖွဲ့တနွဲ့ပြန်ပြောင်းပြောပြမယ်မတရားမှုတွန်းလှန်တိုက်ခိုက်ခဲ့သူတာအတွက်အမေအပြုံးလက်လက်ကိုတမိတမောင်းငီးမယ်အမေလည်းရဲယူရငါဟင်းကိုအားရပါရစားမယ်အခုရရှိနေစေနာပြဒုက္ခတွေအမေကိုတင်းနဲ့တင်းတင်းနဲ့တိုးဝဲအိမ်ဖြောက်ပြက်ပြစ်လိုက်မယ်တော့ရောက်တောင်ရောက်တပုံစစ်သားလေးကျွန်တော်အိမ်မှာယူစင်းပြူစင်ပါရဲ့မဟုတ်လားကျွန်တော်ဆက်ဆက်အိမ်ပြန်လာခဲ့ပါမယ်အမေကျွန်တော်ဆက်ဆက်အိမ်ပြန်လာခဲ့ပါThat is 2017 September. Oh,